ကြောင့်ပလေယတိစာသင်တိုက်မှာနှစ်ထဆွမ်းစားပျော်ရွှင်ရွှင်နဲ့ဝမ်းပန်းတသာဆောင်းလို့နေပြီလေကျိုးဆိုပါတဲ့မင်္ဂလာပါဖော်ရွေစွာနှခွန်းဆက်တဲ့ပြည်သူများအားလုံးပျော်ပျော်ရွှင်ရွှင်စီလို့ကြိုရှမ်းပြည်ဝန်ကြီးချုပ်ချမ်းမာပါစေဘုန်းကြီးလို့သက်ရှိပါစေပြည်သူများအတွက်ကောင်းသောအရာများပေးစွမ်းနိုင်ပါစေပြည်နယ်အတွက်မြို့နယ်ဖွံ့ဖြိုးဖို့ရွာငယ်များရဲ့လိုအပ်ချက်တွေရဲ့အလင်းသခင်ကိုကျွန်တော်တို့အားလုံးယိုသေးစွာဂါရဝပြုပါတယ်အနာဂတ်ရဲ့ဖန်ဆင်းရှင်လို့ရှမ်းပြည်သူလူထုရဲ့ယုံကြည်အားကိုးတဲ့ရှမ်းပြည်ဝန်ကြီးချုပ်ချမ်းမာပါစေဘုန်းကြီးလို့အသက်ရှည်ပါစေကျိုးဆိုပါတဲ့မင်္ဂလာပါဖော်ရွေစွာနှခွန်းဆက်တဲ့ပြည်သူများအားလုံးပျော်ပျော်ရွှင်ရွှင်စီလို့ကြိုရှမ်းပြည်ဝန်ကြီးချုပ်ချမ်းမာပါစေဘုန်းကြီးလို့သက်ရှိပါစေပြည်သူများအတွက်ကောင်းသောအရာများပေးစွမ်းနိုင်ပါစေ
ဒုတိယဘာသာရေးဒုစရရဲ့ဂရိတကေ2016ခုနှစ်ဩဂုတ်လ10ရက်တနင်္ဂနွေနေ့နေ့စက်တိုင်းချီရှမ်းပြည်နယ်တောင်ပိုင်းနေပြည်တော်နေပြည်တော်နာဂုံကြီးအောင်ဆိုနာဂုံကြီးပါနာဂုံကြီးရဲ့စာရင်းနဲ့ချိပပြုလို့တော့လက်ထကျောင်းဆောင်တဲ့အတွက်အတူတူမျိုးပြရတယ်ဒီမင်္ဂလာကံနာစီတဲ့ပါတယ်ရှုပ်ပြီးတော့အဲ့ဒီတော့ဘုရားကနမောတတ္တနာမောတတ္တအာနာတောသမ္မာသမ္ဗုဒ္ဓတ္တနာမောစရဒီစီစဉ်ရနာဂုံနဲ့ဇာတော်ပြည့်တဲ့မှာနာယနေ့ရှမ်းပြည်နယ်ဆိုရအဖွဲ့ရှင်ကိုကြီးချုပ်သူစားတရားတော်ဒီကမများပေါင်းတို့ကနိုင်ငံတော်အရှင်လူမြတ်တို့ဟာတရားများဆုံးယတနာတရားများဆုံးယတနာတန်ခါများဆုံးယတနာဒီလိုတော်ယတနာဘုရားတော်ဘာတို့ဟာယုံတင်မြတ်တို့လက်ဆောင်မိုးရရှိဖို့ဘုသောဘုမြောင်မှန်လျှော့တော်ကြရတော်တကိစ္စကရောပဏမကုလူကံစေတနာပြပြတို့ကြောင့်ဘေကတိယုံတင်စွာလူပေါ်ချင်းချင်းမရရှိတဲ့တော်ရာဒုက္ခနဲ့စည်းစိမ်တို့ကိုရဘာသာသာသနာရဲ့အကျိုးကိုဒီထက်မကထမ်းဖို့ဆောင်ရွက်နိုင်ပါစေတို့ပြည်သူများအားလုံးချစ်တဲ့ရှမ်းပြည်ဝန်ကြီးချုပ်ကျမ်းမာသက်ရှည်လို့ပျော်ရွှင်နိုင်ပါစေနာကုံကြောင့်ပရိယတိစာသင်တိုက်ရဲ့နှစ်ထပ်စွမ်းစားကြောင်းဆောင်ကြောင်းအလူရှင်များအားလုံးကိုစိတ်နှစ်ဖြာချမ်းသာလို့ချမ်းသာကြပါစေဖေးရန်ကင်းလို့ပြုံးပျော်နိုင်ကြပါစေသာဓုသာဓုသာဓုပါနာကုံကြောင့်ပရိယတိစာသင်တိုက်ရဲ့နှစ်ထပ်စွမ်းစားကြောင်းဆောင်ကြောင်းအလူရှင်များအားလုံးကိုစိတ်နှစ်ဖြာချမ်းသာလို့ချမ်းသာကြပါစေဒီစက်တန်းစားဒီကျိုးမှာကံဒီလာတော်များတို့ကိုယုံတယ်စွာဟောက်ဒီကြပါတော်ဤယူတော်မူကြပါနဲ့သတ္တုထမ်းမြတ်မြတ်ရ၍zoom တဲ့တဲ့မှာရဖို့မလွယ်ဘူးဆိုပြီးဒီလိုအပ်ချက်ပညာရေးဆိုရင်အားလုံး15ချက်လောက်ရှိတယ်။ကျမ်းမာရေးကြတော့4ချက်၊နာမဆက်တွေရေးတွေကြတော့အများကြီး။ဟိုကျိုးဆိုပါတဲ့မင်္ဂလာပါ
ဖော်၍စွာနှခွန်းဆက်တဲ့ပြည်သူများအားလုံးပျော်ပျော်ရွှင်ရွှင်စီလို့ကြိုရှမ်းပြည်ဝန်ကြီးချုပ်ချမ်းမာပါစေဘုန်းကြီးလို့သက်ရှိပါစေပြည်သူများအတွက်ကောင်းသောအရာများပေးစွမ်းနိုင်ပါ